ဒီဗီဒီယိုကတင့်ကိုအလိုတကြီးဖြစ်စေဖို့မဟုတ်ပါဘူး။ရေးကြည့်တဲ့အချက်လက်တစ်ခုကိုသတိပေးဖို့အတွက်ပဲဖြစ်ပါတယ်။အတွေ့တစ်ခုကကျွန်တော်ဘဝကိုပြောင်းလဲစေခဲ့ပါတယ်။အဲ့ဒီအတွေ့ကကျွန်တော်ကိုကြောက်ရွံ့မှုတွေကိုစွန့်လွတ်ဖို့အလွန်မင်းတွေးတောပူပန်တာတွေကိုရပ်တန့်ဖို့နဲ့တကယ်အရေးကြီးတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်နိုင်ဖို့ကူညီပေးခဲ့ပါတယ်။ဒီ channel လေးကတော့ရိုးရှင်းတဲ့အယူဆတွေခွန်အားဖြစ်စေမဲ့စာအုပ်ကောင်းတွေနဲ့တင်းရဲ့နေထိုင်မှုပုံစံကိုတည့်ရချင်းစီပြောင်းလဲပေးနိုင်မဲ့အတွေးအမြင်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရာရာတိုင်းကိုဒီနေ့မှပဲအပြည့်ပြတ်သိနေဖို့နားလည်ဖို့မလိုဘူးဆိုတာကိုကျွန်တော်သဘောပေါက်ခဲ့ပါတယ်။တခြားသူတွေထက်နောက်ကျကြံခဲ့တယ်လို့ခံစားခဲ့ရတာကြောင့်ကျွန်တော်အချိန်တော်တော်ကြာအောင်စိတ်ဖိစီးခဲ့ရပါတယ်။ကိုဘဝကိုတခြားသူတွေနဲ့နှိုင်းယှဉ်ခဲ့မိပါတယ်။ကျွန်တော်နောက်ကျနေပြီလို့အမြဲတွေးနေခဲ့မိတာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့ဒါကိုသိရှိလာခဲ့တယ်။ဘဝဆိုတာပြိုင်ပွဲတစ်ခုမဟုတ်ဘူး။လူတိုင်းကကိုယ့်အချိန်နဲ့ကိုယ်မတူညီတဲ့အမြင်နှုံးတွေနဲ့တွားနေကြတာပါ။တချို့ကစိုးစိုးစီးစီးအောင်မြင်မှုရချင်ရမယ်။တချို့ကြတော့လည်းဖြည်းဖြည်းချင်းတိုးတက်လာကြတယ်။ဖြည်းဖြည်းချင်းဆိုပေမဲ့ပို့ပြီးတော့ခိုင်မာနှက်ဆိုင်နဲ့တိုးတက်မှုမျိုးပါ။အရေးကြီးဆုံးချက်ကတင်ရှေ့ကိုဆက်လက်ချီတက်နေဖို့ပါပဲ။တင်းငယ်တဲ့ခြေလမ်းလေးတွေကလည်းတန်ဖိုးရှိပါတယ်။ကျွန်တော်အလင်းသလိုဖြစ်နေတာတွေကိုရပ်တန့်လိုက်တဲ့အခါဘဝကိုပို့ပြီးတော့ရသာခံစားလာနိုင်ခဲ့ပါတယ်။စိတ်ဓာတ်တွေပို့ပြီးတော့တည်ငြိမ်လာတယ်။ပြီးတော့ပို့ပြီးတော့လည်းပျော်ရွှင်လာပါတယ်။အကယ်၍တင်ဟာလမ်းပြောင်းနေတယ်လို့မျိုးဒါမှမဟုတ်နောက်ကျကြံနေတယ်လို့မျိုးခံစားနေရရင်ဒါလေးကိုသတိရပေးပါ။တင်နောက်မကျသေးပါဘူး။တင်ဟာတင်းရဲ့ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာရှိနေတာ။တငယ်ချင်းတွေကအောင်မြင်နေကြပြီ။ကိုယ်ရွယ်သူတွေကလည်းကိုယုံကြည်မှုအပြည့်ရှိနေကြပြီ။ချို့တွေကငွေကြီးချမ်းသာကြတယ်။တချို့လည်းဘဝဥတီကျခိုင်ခိုင်မာမာရှိကြတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကိုမကြာခဏပြန်မေးမိတာကငါဘာများမှားနေလို့လဲဆိုတာပါပဲ။ social media post တွေကိုကြည့်မိတိုင်းကိုပို့ပြီးတေးတိမ်သွားတယ်လို့ခံစားရတယ်။ရသူတွေရဲ့အောင်မြင်မှုဇလံတိုင်းကကျွန်တော်တို့အတွက်ဖိအားတွေဖြစ်လာခဲ့တယ်။ကျွန်တော်မပြင်းခဲ့ပါဘူး။ကျွန်တော်မပေါ်စားခဲ့ပါဘူး။ကျွန်တော်လမ်းပြောင်းနေခဲ့တာပါ။ပြီးတော့တင်လမ်းပြောင်းနေတဲ့အချိန်မှာအဆိုးဆုံးလုပ်ရက်ကတော့အလင်းစလို့လုံးမိတာပါဒီနေ့မှာတော့ကျွန်တော်ရိုးရှင်းတဲ့အတွေ့အကြုံနဲ့စုံစည်းခဲ့ပါတယ်ဘဝဆိုတာပြိုင်ပွဲတစ်ခုမဟုတ်ဘူးတဲ့ပထမတော့ဒါဟာရိုးရှင်းလုံးတယ်လို့ထင်ရပေမဲ့ဒီအကြောင်းတွေကိုပို့ပြီးတော့တွေးကြည့်လေကျွန်တော်ပြောင်းလဲလေပါပဲအကယ်၍ဘဝဟာပြိုင်ပွဲတစ်ခုမဟုတ်ဘူးဆိုရင်ကျွန်တော်ဘာလို့ဒီလောက်တောင်ကြီးလွှားနေခဲ့ရတာလဲဘယ်သူနဲ့ပြိုင်ဆိုင်နေခဲ့တာလဲလူတိုင်းမှာမတူညီတဲ့အစာပြုတ်မှုတွေမတူညီတဲ့နောက်ခံသမိုင်းကြောင်းတွေနဲ့မတူညီတဲ့အရှိန်ဟုန်တွေရှိကြပါတယ်တချို့ကစိုးစိုးစီးစီးပွင့်လန်းကြတယ်တချို့ကြတော့လည်းနောက်ကျမှပွင့်လန်းကြတယ်ဒါပေမဲ့နောက်ကျတာဟာဘယ်တော့မှမဖြစ်လာတာတော့မဟုတ်ပါဘူးစာအုပ်များမှာသင်ခန်းစာများနဲ့တိတ်ဆိတ်တုံညံ့လဲကျွန်တော်စာရီကိုစဖတ်ဖြစ်လာတဲ့အခါစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကိုသတိထားမိလာတယ်ပညာရှိတဲ့သူတော်တော်များများဟာတီးခန့်ခြင်းတည်ငြိမ်ခြင်းနဲ့မှန်ကန်ဇက်တိုက်လှုပ်ဆောင်ခြင်းတို့အကြောင်းကိုပဲပြောလို့ရှိကြပါတယ်ဘယ်သူမှအမြန်နှုန်းအကြောင်းကိုမပြောကြပါဘူးတိုးတက်မှုဆိုတာအစာပိုင်းမှာမျက်စိနဲ့မမြင်နိုင်ဘူးဆိုတာကိုစာအုပ်တွေကကျွန်တော်ကိုသင်ပေးခဲ့ပါတယ်မြေရောက်ကတွင်းမြစ်တွေလိုပေါ့တိုးတက်မှုတွေကိုနေတိုင်းမြင်နေရမှာမဟုတ်ပေမဲ့ဘာမှမဖြစ်ပြတ်ဘူးဆိုတာကိုဆိုလိုပါဘူးစစ်မှန်တဲ့ပြောင်းလဲဆိုတာတိတ်ဆိတ်ငြိမ်သက်ပါတယ်ပြီးတော့အလိုတကြီးလှုပ်ဆောင်ခြင်းဟာအနှစ်ရတာတွေကိုဖျက်ဆီးပစ်တတ်ပါတယ်လောဘမကြီးတော့ပဲဖြည်းဖြည်းချင်းသွားခြင်းကကျွန်တော်ကိုပို့ပြီးတော့ပျော်ရွှင်လာစေခဲ့တယ်ကျွန်တော်အလိုတကြီးဖြစ်နေတာတွေကိုရပ်တန့်လိုက်တဲ့အခါကိုပြန်ပြီးတော့နားထောင်တတ်လာတယ်ငါအဲ့ဒီကိုဘယ်လောက်အမြင်ရောက်နိုင်မလဲဆိုတဲ့မေးခွန်းတွေကိုမမေးတော့ပဲငါဒီနေရောတိုးတက်မှုရှိရလားဆိုတဲ့မေးခွန်းကိုပြောင်းပြီးတော့မေးလာခဲ့ပါတယ်တင်းငယ်တဲ့အရာလေးတွေကိုအရသာခံစားတတ်လာတယ်စာကိုဖြည်းဖြည်းချင်းဖတ်တယ်အတွေးတွေကိုနက်နက်ရှိုင်တွေးတယ်ပြီးတော့လက်ရှိအချိန်မှာပဲအာယုံစိုက်နေထိုင်တတ်လာတယ်ပျော်ရွှင်မှုဆိုတာအောင်မြင်မှုကနေလာတာမဟုတ်ပဲစိတ်အေးချမ်းမှုကနေပဲလာတာပါကြည့်ရှုသူများအတွက်ကျွန်တော်ရဲ့ရင်ဖွင့်စကားအကယ်၍တင်ဟာနောက်ကျနေခဲ့ပြီလို့ခံစားရတယ်ဆိုရင်ဒီစကားလေးဟာတင်အတွက်ပါပဲတင်ဟာကြာရှုံးနေသူတယောက်မဟုတ်ပါဘူးတင်ဟာနောက်ကျနေတာလည်းမဟုတ်ပါဘူးတင်ဟာတင်ယူနေသေးပဲဖြစ်ပါတယ်တင်ဟာလူသားတစ်ယောက်အနေနဲ့ပို့ပြီးပြည့်စုံလာအောင်တည်ဆောက်နေစေဖြစ်ပါတယ်ဒီနေ့မှာတင်ဟာတင်းငယ်တဲ့ခြေလမ်းတစ်လမ်းပဲလှမ်းနိုင်ခဲ့တယ်ဆိုရင်တော့အဲ့ဒါဟာလုံလောက်ပါတယ်ဘယ်လောက်ပဲနှွေးကွေးနေပါစေတိုးတက်မှုဆိုတာတိုးတက်မှုပါပဲ
ပြန်လဲဆင်ခြင်ခြင်းနဲ့ညင်သာသောခွန်အားပေးမှုအခုကနေနောက်9နှစ်အကြာကတင်းရဲ့ဘဝကိုတစ်ချက်လောက်စိတ်ကူးပုံပို့ကြည့်လိုက်ပါအလိုတကြီးဖြစ်မနေတဲ့ဘဝအတင်းကျပ်တွန်းအားမပေးခံရတဲ့ဘဝတည်ငြိမ်ပြီးရိုးသားဖြောင်းမြတ်ပြီးအမြဲတမ်းတိုးတက်နေတဲ့ဘဝမျိုးပေါ့တင်ဟာဘယ်သူ့ကိုမှဘာမှတက်တည်ပြနေဖို့မလိုပါဘူးလက်မလျှော့ပဲဆက်ပြီးကြိုးစားနေပါဆက်ပြီးတင်ယူနေပါစာတွေဆက်ပြီးဖတ်နေပါတင်းရဲ့အချိန်ဆိုတာအေကံမုတ်ချရောက်ရှိလာမှာပါအေဂျင့်တို့အဆုံးသတ်မှုဒီတွေးတွေကကျွန်တော်ဘဝကိုပြောင်းလဲစေခဲ့တာပါဘဝဆိုတာပြောင်းပွဲတစ်ခုမဟုတ်ဘူးအကယ်၍ဒီဗီဒီယိုလေးကတင်းကိုပို့ပြီးစိတ်အေဂျင့်သွားစေခဲ့တယ်ဆိုရင်ဒါကိုနမိတ်ကောင်းတစ်ခုလိုပဲမှတ်ယူလိုက်ပါတင်ဟာအခုချိန်မှာရောက်တင်ရောက်ထိုက်တဲ့နေရာကိုရောက်ရှိနေပါပြီဒါကတော့ဆမ်မြူရယ်ရဲ့ mind fuel ပါမိတ်ဆွေရဲ့နောက်ချီတလန်းကိုစွမ်းအားဖြည့်ပြီးပေးနေတာပါအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်